လာပြီလားဟုတ်တယ်လာပြီဟိုမောင်ဖလက်လို့လီဗိုင်တို့โอเคဖိလစ်ပင်းနဲ့မြန်မာနဲ့ပေါင်းလာတာကိုရီတေးကဖိလစ်ပင်းနဲ့မြန်မာနဲ့ပေါင်းလာတာတားကြီးတို့โอเค congratulation ကွာနော်ကျုံအဲ့ဆိုရင်တော့မျှတယ်ကျန်တဲ့နှစ်ကောင်နဲ့စော့တက်မှာ flash နဲ့ levi နဲ့တော့ဒါပြောရမလို့ဒါလုံးဝ powerful player လားလုံးဝ powerful skillful လုံးဝ streamer တွေဆိုတော့ဒါတော်များများသိပြီးသားအိုက်ဘတ်နေပြီအဲ့မှာငိုရဲဒါတင်းမြမာတင်လာပြီအမဘယ်ဘက်ဟိုဘက်ချမ်းကဖိလစ်ပင်းတက်ကောင်ဒီဘက်ချမ်းကတော့ဒါထူးတလဲအများကြီးမိတ်ဆက်ပေးကြမလို့မောင် flash တော့ဒါ levi ဖြစ်ပါတယ်ကောင်လေးနှစ်ကောင်ဟုတ်လား come on လမ်းကြောင်းကနေစပြီးတော့ခုံသွားပြီ DGR levi okay KM အတူကောက်ရေးတာကျမနုတင်းကျမနုတော့ levi and4 ဘယ်ချမ်းနေပဲကျွန်တော်တို့ rotation လုပ်ပြီးတော့ပတ်ပစ်ဖို့တော့ကြိုးစားနေတယ်ဗျနေကလုံးကြာသွားပြီအပြန်လဲကျွန်တော်တို့က granite တွေပြစ်ခတ်နေတဲ့ပုံစံမျိုးလေးရှိနေတယ် flash တွေးရတော့တော့ကြိုးသွားပြီဗျ ace gaming zampro flash levi ဘယ်ချမ်းနေ rotation လုပ်ပြီးတော့ပတ်ပစ်ဖို့တော့ကြိုးစားနေတယ်အိမ်ကောင်မိုးပေါ် player တယောက်ရှိတယ်ဗျပြောနေအတွင်းမှာ open ဖြစ်နေခဲ့နေပါမှာ levi ခေါင်းမိုးပေါ်ရှိနေခဲ့တဲ့ဒါ position သေချာယူရခဲ့ player တယောက်ကိုတော့ levi အနေနဲ့ rotation လုပ်ပြီးတော့ပဲပတ်ပြီးတော့ပြပေးတာနောက်မှာတော့ player တယောက်ကတော့နော်သွားခဲ့ပြီအဲ့နောက်မှာ10 flash flash နဲ့ထိတ်တဲ့တော့တွေ့နေခဲ့အနေထားမှာ flash တဲ့ပဲကျွန်တော်တို့အိမ်မိထားခဲ့နောက်မှာတော့ M4 3 တိုင်းလေးနဲ့ပဲနောက်တဲ့ player ကထပ်ပြီးတော့အိမ်မို့တော့ကြိုးစားနေတယ်ဗျ levi မိုဒီတလုံးတော့ smoke ထဲကိုတော့ပြစ်ထက်ပေးထားတယ် face to face နေထားမှာတော့ hot shot ပဲကျွန်တော်စီကန်တင်ဆက်နေစဉ်တွင်းမှာတော့ကျွန်တော်တို့မောင် levi တို့တော့ကျွန်တော်တို့အနိုင်တော့ကျင့်နေတယ်ဗျ okay အဲ့တော့ key point တော့၄မှတ်တော့စပြီးတော့ရရှိသွားခဲ့ပြီဖြစ်ပါတယ်ဒီပုံစံတိုင်းဆို broဟိုကျန်တဲ့ player နှစ်ယောက်ကမစော့တက်ဘူးဗျဖိလစ်ပင်း player နှစ်ယောက်လည်းမစော့တက်လာဘူးကျွန်တော် body language ကြီးကြည့်ရတော့ဒါ battle sign တဲ့အချိန်မှာသူထုံပေးလုံနေရပါတော့ပြုံးနေအတွင်းမှာပဲ high ground နေပဲကျွန်တော်တို့ ace gaming ကိုတော့တခါတည်းအမ်မင်းနေခဲ့တဲ့ပါဂျိုအဲ့တော့ကျွန်တော်တို့ဒါမြန်မာ player တွေပါဝင်နေခဲ့တဲ့ဒါ levi flash အသင်းမှာတော့ဒါ ace gaming ကိုတော့ပါသွားခဲ့ပြီအဲ့တော့ flash ရှေ့ကိုတော့တောင်းလေးကိုတော့ဒါအနေငယ်လေးကျွန်တော်တို့ဒါတိုးပေးထားတယ်သူတို့ဒုက္ခပေးနေခဲ့တဲ့ပါဂျိုကိုတော့ flash အနေနဲ့ထိတ်တိုက်ရင်ဆိုင်မှုတော့စူးစမ်းနေခဲ့ပြီ okay အဲ့တော့တတိတော့ထားမယ်မောင် flash face to face အနေထားမှာတော့ close battle party နေခဲ့တဲ့ flash player တယောက်ကိုတော့စပြီးတော့အမ်မင်းလိုက်ပြီနောက်တဲ့တိုးလာခဲ့ player တယောက်ကိုတော့ flash hot shot ထပ်ပြီးတော့အိမ်မိထားချက်အောက်မှာပဲကျွန်တော်တို့ဒါ okay ထပ်ပြီးတော့ပဲနော်သွားခဲ့ပြီဖြစ်ပါတယ်အဲ့တော့ဇုံကလည်းလာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါအနေငယ်တော့3တော့ထားအောင်မယ်ဇုံထဲကိုဝင်နေအတွင်းမှာတော့ flash အနေနဲ့ first aid device ရှိအောင်မလား zampro levi flash 3ယောက်တော့ကြံအောင်မယ်ဗျ key point ကတော့ကျွန်တော်တို့ဒါလက်ရှိမှာတော့9မှတ်ပဲရသေးတယ်ခေါင်းကြီးထွက်နေတယ်ချမနော infinite af ဒီလေးသင်းနဲ့ဘယ်အသင်းကတော့ winner chicken dinner ကိုပေါ်ဆောင်သွားမှာလဲအဲ့တော့ချမနောအနေနဲ့ကတော့ဒါဇုံတိုးရမယ့်ပုံစံမျိုးတော့ရှိတယ်အဲ့တော့ဇုံ pressure ရှိနေခဲ့အနေထားမှာတော့ဗမာလိုပဲကျွန်တော်တို့ဒါမြန်မာလိုပဲတိုးရမယ့်ပုံစံတော့ရှိတယ်ဗျ flash ရဲ့ရှေ့မှာတော့ဒါ ev ကားလေးတစ်စီးတော့ရှိတယ်ဘာလို့မလဲ flash brown တိုင်းနဲ့ပဲကျွန်တော်တို့ဒါရစ်ဘတ်နဲ့ပဲလှုပ်နေရဗျအနေများတဲ့ချိန်ဒီမှာ2ယောက်ပဲကြံတာရောက် levi နဲ့ flash နဲ့ကိုပြောပါတယ် levi နဲ့ flash 2ယောက်တည်းပဲရုံးရမှာလို့ငါပြောပါတယ်ဟိုကောင်နေအာဖရိကအသင်းကြီးကဖုတ်ချက်ကြီးက9လောက်ရှိတယ်ဒီကောင်နေအကုန်စော့တက်တယ်အမကြည့်အောင် 9k 7k 2k flash အော်တဲ့ player တယောက်ကို MI1 နောက်မှာတော့ league damage တွေဝင်လာခဲ့နောက်မှာတော့ levi ပြန်ပြီးတော့ပဲပြစ်ဖို့တော့ကြိုးစားနေခဲ့နောက်မှာ levi အနေနဲ့ pressure တော့ရှိနေခဲ့တယ်ကျွန်တော်စီကန်နေတင်ဆက်နေစီတွင်းမှာပဲ position နည်းနည်းလေးနှိမ့်နေခဲ့တဲ့အနေထားမှာ zone pressure တွေရှိနေခဲ့တဲ့အနေထားမှာတော့ flash levi အကောင်းဆုံးကြိုးစားခဲ့တော့ညာလဲနောက်ဆုံးမှာတော့ကျွန်တော်တို့ဒါအာဖရိကအသင်းကတော့လုံးဝ position အတာနဲ့ပဲပြစ်ခတ်ထားတဲ့နောက်မှာတော့ winner chicken dinner စားဖို့အတွက်ကိုတော့ဒါဥတီနေခဲ့ပြီလို့တော့ပြောချင်တယ်ဗျသို့တော်ညာလဲဘာမှဆိုဖြစ်သွားနိုင်တဲ့ PUBG ဖြစ်တဲ့အတွက်ဒါ2 vs 1အနေထားမှာတော့တစ်ဖက်က player ရဲ့ response ကိုလည်းကျွန်တော်တို့ဒါစောင့်ကြည့်ရမယ်ဗျ infinite တွေဖြစ်ပါတယ်25မှတ်တဲ့ကြည့်အောင် 5k 9k 3k 8k looking good. It finds the knock. Yakuza, there's no way you make a solo chicken dinner happen here. And now over to the S12K, trying to push over the rock. Unfortunately, taking severe damage. Able to hide at the last second. You can push the heel. အဲ့တော့ Infinite player လေး Yakuza လား2 vs 1အော်ရ2 1ကိုပြစ်နိုင်တယ်နော်အော်ရဟိုကောင်လည်းပြစ်တော့ပြစ်နိုင်တယ်နော်အမန်
အဆွဲကင်းနဲ့ဟာရောက်ရေ2-1တီးသွားပါလို့ရောက်ရေInfinite က2-1တီးပြီးတော့ချစ်ကဲယူသွားသားကြီးတို့ရောက်ရေအဆွဲကင်းနဲ့ကြောက်ပြီလို့ Superstars United.